ကျမကစွန်ရွက်လေးခူးနေတာလေပူပူနွေးနွေးလေးကြော်စားခြင်းလို့လေကိုယ်ဆိုင်ခင်းရှိတော့အပြင်မှာထွက်ခူးစရာမလိုတော့ဘူးလေ ဟာဖရဲသီးတွေကကိတ်နေရောဗျဒီနေ့ကျုပ်တို့ဖရဲမြတ်မဲ့နှစ်ဗျ ယောက်ျားရေရှင်ဖရဲကင်းရေသွင်းရင်ကျုပ်ဆိုင်ခင်းလေးလည်းသွင်းပေးပါအောင်နော် အေးပါမိမရယ်တွင်းပေးမှာပေါ့ ကျုပ်ကအသီးနှံစိုက်ရတာဝါသနာပါတယ်ဗျကျုပ်တို့ဖရဲရောင်းပြီးရင်တရွာလုံးကိုငါတစ်လောက်ပေါင်းနဲ့ထမင်းကျွေးခြင်းတယ်လေ အေးကျွေးကြမယ်လေ ဖရဲသီးသွားရောက်မလို့ဗျခုချိန်ကနှစ်တကူးကာလဆိုတော့အဝယ်ချမ်းတယ်လေဗျာ ကျုပ်တို့စုထားတဲ့ထောင်ငွေလေးရဲ့ဖရဲသီးကရတဲ့ငွေလေးနဲ့မနှက်ဖြန်အလှူလုပ်ကြမယ်လीနော်ငါးတလောက်ကြီးကြီးတွေကိုပေါင်းပြီးရွာထဲမှာအလှူလုပ်မလို့လေရှယ်ကြီးတွေနော်နည်းနည်းရရတော့မဟုတ်ဘူးကဲအားလုံးပဲငါတလောက်ဟင်းနဲ့ထမင်းမိန်မိန်လာစားကြပါအောင်လို့ဖိတ်ခေါ်ပါရနော်